Warren Smith game တွေကခိုင်ဖန်းမျိုးလို့ပြောလိုက်တာနဲ့ခန်းနာကြီးကျယ်လာတဲ့မျိုးကြီးလူတွေစီကားနေတဲ့လမ်းမတွေနဲ့လှုပ်ရှားပေါင်း3600ပြည့်နေတဲ့မျိုးဆိုတာကိုလူတိုင်းသိထားကြပြီဖြစ်မှာပါအဲ့ဒီထဲမှာခိုင်ဖန်းမျိုးရဲ့ main story quest မှာပါဝင်တဲ့ရင်က Emperor of East ဖြစ်နေခဲ့တာတွေ Big Jow က Emperor ဖြစ်နေခဲ့တာတွေ Download က Little Lu, Little Fu, Little Shu ဆိုတဲ့ကလေးလေး၃ယောက်ဖြစ်နေခဲ့တာတွေဒီလိုမျိုး plot twist တွေအများကြီးရှိတာကြောင့်မလို့ကစားတဲ့ player တွေမှာမေးစရာမေးခွန်းပေါင်းများစွာရှိနေခဲ့မယ်လို့ကျွန်တော်ထင်ပါတယ် What's up အားလုံးပဲမင်္ဂလာပါကျွန်တော် The Four Eyes Dude ကရာကိုပါဒီနေ့မှာတော့ကျွန်တော်ကခါတိုင်းလို tips and trick video လေးမဟုတ်ဘဲနဲ့ကျွန်တော်တို့ player တွေစောင့်နေတဲ့ Kai-Fan မျိုးရဲ့တမိုင်းကြောင်းကိုရှင်းပြပေးခြင်းပါတယ်စိတ်ဝင်စားကြကောင်းတာမို့လို့အားလုံးပဲတစ်ချက်လေးတက် coffee ပူပူလေးတစ်ခွက်တောက်ရင်းနဲ့ video လေးကိုစလိုက်ကြအောင်ဗျာတရုတ်အတန်ထွက်တွေမို့လို့ကျွန်တော်နာမည်လေးပြောရမှာအမှားပါသွားခဲ့လို့ရှိရင်ခွင့်လွှတ်ထားလိုက်ပေးကြပါခင်ဗျာ Chapter 1 Geopolitics 923 CE Wu Daishi Core Era တရုတ်ပြည်ရဲ့ခုနှစ်ပြည်အောင်အစစ်စိတ်မှန်မှကွဲကွာလေးရှိနေပါသေးတယ်။တောင်ဘက်တန်းပြည်အောင်စုကရှိသမျှရိခါလက်နက်လူသူအင်အားတွေကိုအသုံးပြုပြီးတော့နေပြည်ချင်းထိစပ်နေတဲ့ပြည်အောင်တွေနဲ့စစ်ပွဲများစွာကိုအဆက်မပြတ်ဖြစ်ပွားအောင်လှုံ့ဆော်နေပါတယ်။ဒီအချိန်မှာပြည်အောင်စုစီးပွားရေးကတဖြည်းဖြည်းကျဆင်းနေခဲ့ပါတယ်။တခြားတစ်ဖက်မှာလည်းမြောက်ဘက်ဆောင်ပြည်အောင်စုကတောင်ဘက်မှာရှိတဲ့ပြည်အောင်စုတွေကိုတစ်ခုပြီးတစ်ခုလိုက်လံသိမ်းယူရင်းနဲ့မင်းမှုနေခဲ့ပါတော့တယ်။အဲ့ဒါကိုတောင်ဘက်တန်းပြည်အောင်စုကလည်းသူတို့အလှည့်မချခင်မှာရောက်လာတော့မယ်ဆိုတော့သိရှိလို့နေခဲ့ပြီဖြစ်ပါတယ်။ Chapter 2 Currency အဲ့ဒီခေတ်ခါတော့ငွေကြေးပေါ်မြင်တဲ့အမြင်နဲ့အခုခေတ်အမြင်နဲ့များစွာကွာခြားလို့နေခဲ့ပါတယ်။ဒင်းကားတွေဟာကြေးငွေရွှေနဲ့ပြုလုပ်ထားပြီးတော့တစ်ခုချင်းစီကတန်ဖိုးရှိနေခဲ့ပါတယ်။ဥရောပဘက်မှာတော့အဲ့လိုငွေဒင်းကားရွှေဒင်းကားတွေကို18ရာစုထိအသုံးပြုခဲ့ပြီးတော့တစ်ကမ္ဘာလုံးဆိုင်ရာငွေဒင်းကားကနေငွေစက္ကူအသုံးပြုမှုအရွေးကိုတော့17ရာစုတရုတ်ပြည်ဆောင်မင်းဆက်မှာစတင်ခဲ့ရဖြစ်ပါတယ်။ Chapter 3တောင်ဘက်တန်ပြည်အောင်စုပြဿနာများတိုင်းပြည်ရဲ့စီးပွားရေးပျက်စီးပြိုလဲနေတဲ့အပြင်တောင်ဘက်တန်ပြည်အောင်စုဘက်မှာလည်းပြည်တွင်းမှာရှိတဲ့ကြီးစားအထွက်နှုန်းတွေကအင်မတန်နေပါလာခဲ့ပြီဖြစ်ပါတယ်။အဲဒါကြောင့်သူတို့ဟာတန်တင်းကားတွေကိုစတင်ထုတ်လုပ်ခဲ့ကြပြီးတော့ဒီမှာမတူတာကကြေးတင်းကားငွေတင်းကားတွေလိုမျိုးတန်ဖိုးရှိမနေတာပါပဲ။ငွေတင်းကားတွေဟာအခုခေတ်ငွေစက္ကူရဲ့ပြအုပ်ဖြစ်နေခဲ့ပြီးတော့နှစ်ရှည်လများစွာကြာခဲ့တဲ့စစ်ရော်ကြီးတွေကြောင့်အလွန်ဆိုးရွားတဲ့ငွေကြေးဖောင်းပွားမှုတွေတစ်ခုဖြစ်ပေါ်လာစေခဲ့ပါတယ်။အဲဒီအချိန်မှာတောင်ဘက်တန်ပြည်အောင်စုမှာအကြံစီတစ်ခုရှိနေခဲ့ပါတယ်။အဲ့ဒါတော့ဒေါ်လုံးနဲ့ပူပေါင်းပြီးတော့သူတို့ရဲ့တန်ဖိုးမရှိတဲ့ဒင်းကားတွေကိုစောင်ပြည်အောင်စုတွေကိုခိုးထည့်ဖို့ပါပဲသူတို့ဟာစောင်ပြည်အောင်စုရဲ့အစိုးရကိုတန်ကွိုင်းနေအစားတန်ဖိုးရှိတဲ့ကြေးဒင်းကားတွေနဲ့လဲလှယ်စေခဲ့ရပါအဲ့လိုလုပ်လိုက်မယ်ဆိုရင်စောင်အစိုးရစစ်ပွဲအတွက်အသုံးပြုမဲ့ငွေတွေကိုအသုံးပြုရမှာဖြစ်ပြီးတော့တောင်ဘက်တန်ပြည်အောင်စုကိုစစ်ထိုးရမှာအသုံးပြုဖို့ငွေအာရုံနေတော့မှာဖြစ်ပါတယ်ဒါပေမဲ့သူတို့မထင်ထားတဲ့ကိစ္စတွေတခုဖြစ်ပေါ်လာခဲ့ပါတော့တယ်အဲ့ဒါကတော့ခိုင်ဖန်းရဲ့အကြီးအကဲဂျောက်ကွမ်ကြီးကလူတွေမှာရှိနေတဲ့တန်တင်းကားတွေကိုတင်းယူဖို့ဆုံးဖြတ်လိုက်ခြင်းပဲဖြစ်ပါတယ်တာမန်တိုင်းသူပြည်သားတွေအတွက်တော့ဒီຢာတွေကသူတို့ရဲ့ပိုင်ဆိုင်မှုတွေပါပဲတစ်ဖက်မှာဂျောက်ကွမ်ကြီးကတော့တရုတ်ပြည်စီးလုံးညီညွတ်စေရေးကပိုပြီးအရေးကြီးတယ်လို့ခံယူထားခဲ့တဲ့အကြောင်းလည်းဖြစ်ပါတယ်တစ်ဖက်မှာလည်းဒီအကြံစီကိုဆောင်ရွက်နေတဲ့ Lord Shi ကလူတွေကိုအရင်ရက်ဆက်တက်တူဖြစ်ပြီးတော့ Aurora Pavilion ကဆေလွတ်ထားတာဖြစ်ပြီး God of Avarice ကသူ့ရဲ့အကြံစီကိုအကောင့်ထဲပေါ်ဖို့အတွက်တိတ်တဆိတ်ခန့်ခံထားရတာဖြစ်ပါတယ် Aurora Pavilion ဟာစောင်းနိုင်ငံအတွင်းပြည်ပခါတွေကိုဖန်တီးချင်တာဖြစ်ပြီးတော့စောင်းပြည်သူတွေနဲ့အစိုးရကိုရန်တိုက်ပေးခြင်းခဲ့ရမှာAurora Pavilion ဟာအခုလက်ရှိတောင်ဘက်တန်ပြည်အောင်စုတာဝန်ယူထားတဲ့ခေါင်းဆောင်တွေမတည့်တဲ့ Master of Dream Puppets လီဂျော်အတွက်အမှုထမ်းရတာဖြစ်ပါတယ်။အခုချိန်ဒီပြပြလာတဲ့အထူးချုပ်ပြောရရင်ကျွန်တော်တို့မှာကိုဝမ်းကိုကြောင်းပြီးအသက်ရှင်နေရတဲ့တာမန်လူတွေရဲ့စောင်ပြည်အောင်စုကိုငွေကြေးဖောင်းပွားအောင်ပြုလုပ်ပြီးတော့စစ်တိုက်ဆရာငွေကြေးမရှိအောင်လုပ်ချင်နေတဲ့ Shimmer of South လို့လူသိများတဲ့တောင်ဘက်တန်ပြည်အောင်စုရဲ့အရှင်သခင်ရဲ့ခဏတာနာကျင်မှုကရေရှည်ရင်းရဲမှုကိုယူဆောင်လာမယ်လို့ယုံကြည်ထားတဲ့ဂျောက်ကွမ်ကြီးရဲ့နောက်ဆုံးမှာတော့ပြဿနာတွေနဲ့တိုင်းပြည်တွင်ပြည်ပခါတွေဖြစ်အောင်လုပ်ချင်နေတဲ့ Aurora Pavilion ရဲ့ဆိုပြီးရှိပါတယ်။ Southern Tang ရဲ့အမြင်မှာတော့ဂျောက်ကွမ်ကြီးရဲ့တန်တင်းကသိမ်းယူခြင်းမူဝါဒကသူတို့ရဲ့အကြံကိုဖျက်ဆီးပြီးတော့ဆောင်းရဲ့စစ်ထုံးငွေတွေကုန်မသွားစေခဲ့ပါဘူး။အဲ့ဒီအပြင်ကမှ Southern Tang ဟာဆောင်းပြည်အောင်စုကိုရွှေနဲ့ငွေအများအပြားပြည့်ရန်ရှိနေရကြောင်းသူတို့ရဲ့ကြာဆင်းနေတဲ့စီးပွားရေးဟာဘလုံးမအဖက်ဆယ်များဖြစ်နေခဲ့ပါတယ်။ Southern Tang အတွက်အရာအလုံးမျှော်လင့်ချက်မရှိတော့ဘူးလို့ထင်နေတဲ့အချိန်မှာပဲ Emperor of East ဟာအားလုံးရဲ့ရှေ့ကိုထွက်ပေါ်လို့လာခဲ့ပါတော့တယ်။သူမဟာ illusion တွေပြုလုပ်ရမှာဆရာတဆူဖြစ်ပြီးတော့ဝေယမ်းမျိုးကအာနာလူပွဲမှာကြာရှုံးခဲ့တဲ့အတွက်သူမ Shimmer of South ရဲ့အကူအညီကိုယူပြီးပြန်လည်အာဏာရယူခြင်းနေခဲ့ရပါသူမဟာသူမရဲ့အတူရောင်ဖန်တီးချက်တွေနဲ့ရွှေအတူပြုလုပ်တဲ့အိုးတလုံးကိုပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်ဒီအိုးကဘာလို့ပေးနိုင်မှာမလို့လဲပထမအနေနဲ့ Southern Tang ကအဲ့ဒီရွှေအတူတွေကိုစောင်ပြည်အောင်စုကိုပေးရမယ်ရွှေငွေတွေအစားပေးလို့ရမယ်ဒုတိယအနေနဲ့ကတော့အစိုးရနဲ့ပြည်သူတွေကသာဒီအိုးကတကယ်ရွှေထုတ်နိုင်တယ်လို့ယုံကြည်သွားခဲ့ရင်
ပြည်သူတွေကကြေးတင်းကားတွေကိုတန်တင်းကားတွေနဲ့လဲလှယ်ဖို့အစိုးရကိုဝိုင်းဝန်းဖိအားပေးကြမှာဖြစ်ပါတယ်။အဲ့လိုဆိုရင်ဂျောက်ကွမ်းကြီးရဲ့တန်တင်းကားသိမ်းယူခြင်းမူဝါဒကလည်းပျက်စီးသွားမှာပါ။တတိယအချက်အနေနဲ့ကတော့ Hero Assembly မှာ Emperor of East ကဒင်းကားတွေအိုးရဲတားမင်းအောင်ထွက်ကြလာတဲ့ပုံစံဖန်တီးမှာဖြစ်ပြီးတော့အဲ့ဒီအိုးကခိုးခံရတဲ့ပုံစံဖြစ်အောင်စီစဉ်မှာပါ။အိုးပြောက်သွားတာနဲ့သူမမှာတောင်ဘက်တန်ပီအောင်စုမှာတန်ခွင်အများပြဘာလို့ပေါ်လာရလဲဆိုတာကိုဖုံးဖိဖို့အကြောင်းပြချက်ကောင်းကောင်းရတော့မှာဖြစ်ပါတယ်။ပြီးရင်တော့တန်ခွင်တွေကဆင်းရဲတဲ့လူတွေရဲ့လက်ထဲကိုထည့်ပေးမှာဖြစ်ပြီးတော့ဒေါ်လော့ကဒီငွေအတုတွေကိုသုံးလို့ရမယ်မှောင်ခိုဈေးကွက်တစ်ခုပေါ်ပေါက်လာအောင်ဖန်တီးပေးမှာဖြစ်ပါတယ်။ဒီအခွက်ချက်စီစဉ်ထားတဲ့အစီအစဉ်ဟာလူ၄ယောက်ထဲနဲ့စတင်ခဲ့တာပါ။မြေကြောင်းတစ်လျှောက်ကောက်ပဲသီးနှံတွေတင်ပို့တဲ့လမ်းကြောင်းကိုချုပ်ကင်ထားတဲ့ဖန်းကြီးရှန်ကြီးလန်ရဲ့ identity ကိုခိုးယူပြီးတော့ဂူရောင်တွေကိုစီမံခန့်ခွဲနေတဲ့ဂျန်အီတင်မို့တီဆောက်ရေးမှာညကြီးရှင်ဖြစ်တဲ့မူရောင်ယန်နောက်ဆုံးမှာတော့ Ghost Market ကိုအဓိကဦးဆောင်နေတဲ့ဒေါ်လော့တို့ဖြစ်ပါတယ်။အခုချိန်မှာတော့အိုးကပျောက်ဆုံးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပေးစရာရှိတဲ့ရွှေငွေတွေကိုပေးစရာမလိုတော့အောင်ခိုင်လုံတဲ့အကြောင်းပြချက်ဟာတန်ပီအောင်စုမှာရှိလာခဲ့ပါပြီ။မူရောင်ယန်ဟာဆောင်းပီအောင်ရဲ့အဓိကဖြစ်တဲ့လှေကြီးကိုဖျက်ဆီးပြီးမှာတော့ဆောင်းပီအောင်စုဟာသူတို့ရဲ့ရိတ်ခါလက်နက်ငွေကြေးအစရှိတဲ့စစ်ပွဲအတွက်အရေးကြီးတဲ့အရာအလုံးကိုဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဆောင်းသန်းထန်းကသူတို့ရဲ့ပြည်အောင်စုကြီးကျူးကျော်ခံရမယ့်အချိန်ကိုနှောင့်နှေးအောင်ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီမှာမေးစရာရှိလာပါတယ်။ဘာလို့ဒီလူလေးယောက်ကဆောင်းပြည်အောင်စုအခုလိုဖြစ်သွားအောင်လုပ်ရတာလဲ။ပထမဆုံးဖန်းကြီးဆောင်းပြည်အောင်စုဟာတောင်ဘက်မှာရှိတဲ့တိုးတက်ရေးတွေကိုပြုလုပ်နေခဲ့တဲ့အကြောင်းရေချောင်းကုန်းတွေကြီးကလည်းတောင်ဘက်ကိုပြောင်းရွှေ့သွားခဲ့ရပါတယ်။ဒီအခါမှာသူ့ရဲ့မြောက်ပိုင်းရေချောင်းကုန်းတွေကြီးကအလုံးမဖြစ်တော့ဘဲနဲ့သူဟာအလုံးလက်ပဲဖြစ်ခဲ့ရပါတယ်။သူ့ရဲ့လူတွေဟာငတ်ပြတ်လာတယ်။ရေချောင်းပေါ်မိခိုပြီးလောက်ကင်စားတောက်နေတဲ့လူတွေဟာအလုံးမရှိတဲ့နောက်စားဝတ်နေရေးကျက်တဲလာပါတော့တယ်။သူကိုယ်တိုင်ကလည်းသူ့မိမယူဟာဆောင်းပြည်အောင်စုကတချို့တတ်တာကန်ခဲ့ရတယ်လို့ယုံကြည်ထားတာမလို့ Emperor of East ကသူ့ညီနောင်တွေကိုအစားအစာပေးဖို့ကမ်းလှမ်းလာတဲ့အခါမှာတန်ပြည်အောင်စုရဲ့ကမ်းလှမ်းချက်ကိုမငင်းဆိုနိုင်ခဲ့တော့ပါဘူး။ဂျန်အီဟာချမ်းသာတဲ့မိသားစုကနေမွေးဖွားလာခဲ့တာဖြစ်ပါတယ်။စစ်ပွဲပြက်ကတ်တွေကြုံနေရချိန်မှာသူ့မိသားစုပိုင်းနဲ့တိုးလောင်ရုံနေတဲ့အစာရေးစားတွေကိုသူ့တငယ်ချင်းရှန်ယီလန်ကိုမျှဝေခဲ့ပါတယ်။ဒါပေမဲ့ဒါတွေကိုမြင်နေရတဲ့ရှန်ယီလန်ရဲ့အကူဟာလောဘတက်လာပြီးတော့အဆုံးမှာဂျန်အီရဲ့မိသားစုတစုလုံးကိုတပ်ဖြတ်ခဲ့ရကြောင်းဂျန်အီရဲ့စိတ်ထဲမှာလည်းတစားစီကြိုးပိတ်ခဲ့ရပါတယ်။မကြခင်မှာသူဟာ dream ပတ်အစိမ့်မိခဲ့ပြီးတော့ယူဟာသူ့ကိုအသက်ခဲ့ပါတယ်။ယူကလည်းမတင်ကားစရာအခြေအနေနဲ့တိတ်ဆုံးခဲ့ရတဲ့အခါမှာတော့ဂျန်အီကလည်းပဲစောင်ပီအောင်စုတချို့တွေကိုမတင်ကားဖြစ်ခဲ့ရပါတယ်။အရာအလုံးကိုပို့ဆိုးစေခဲ့တာကအစိုးရသူ့ရဲ့မြေတွေကိုသိမ်းယူပြီးတော့ဓမြတွေကိုလွှဲပေးခဲ့တဲ့အချိန်မှာတော့ဆုံးရှုံးစရာမရှိတော့တဲ့ဂျန်အီဟာလက်စားချေကိုဆုံးဖြတ်လိုက်ပါတော့တယ်။ Emperor of East ဟာရှန်ယီလန်ကိုပြမေးဆွဲကိုကူညီခဲ့ပြီးတော့အာဟန်ကရုပ်ဖက်ရမှာကူညီပေးခဲ့ပါတယ်။ဂျန်အီဟာရှန်ရဲ့ identity ကိုခိုးယူပြီးတော့စစ်ဘက်ရိတ်ခါအများပြားကိုခိုးထုတ်ပေးတဲ့နေရာမှာကူညီပေးခဲ့ပါတယ်။မူရောင်ယွန်းသူမဟာတန်ပီအောင်စုရဲ့ဂုံတိခါရှိမိသားစုကဆင်းသက်လာတာဖြစ်ပြီးတော့သူ့အဖေလီယွန်ဟာဂျောက်ကွင်းရင်ကိုပုံကန်ခဲ့ပါတယ်။တိုက်ပွဲမဆခင်မှာသူမအဖေဟာသူ့ရဲ့ရဲဘော်ဟောင်းဖြစ်တဲ့မူရောင်ယွန်းကျောင်းကိုသူမအားကာဝယ်ရေးကိုမှာကြားခဲ့ပါတယ်။တစ်ဖက်မှာမူရောင်ယွန်းကျောင်းကစောင်ပီအောင်စုအစိုးရရဲ့မှာကြားချက်အရလီယွန်းရဲ့ပုံကန်မှုကိုတိုက်ထုတ်ဖို့တာဝန်ပေးခံထားရတဲ့လူပါ။ဒါကြောင့်မူရောင်ယွန်းဟာသူ့ကိုသူမရဲ့အဖေတိတ်ဆုံးမှုကြောင့်နာကြီးခဲ့ပြီးတော့မူရောင်ယွန်းကျောင်းကိုဖမ်းဆီးကအစိတ်ခတ်တပ်ဖြတ်ခဲ့ပါတယ်။ဒီလိုဖြစ်နေချိန်မှာ Emperor of East ကသူမကိုချင်းကပ်ခဲ့ပြီးတော့မြောက်ဘက်ဆောင်ပြည်အောင်စုဟာသူမရဲ့တကယ်ရန်သူဖြစ်တယ်လို့အယုံသွင်းခဲ့ပါတယ်။ Dao Lord ဟာအမှန်တော့ Little Lu, Little Fu နဲ့ Little Shu ဆိုတဲ့ကလေးလေး၃ယောက်ဖြစ်ပါတယ်။ Fun fact အနေနဲ့ကတော့ဒီနာမည်၃ခုဟာတရုတ်ရိုးရာ blessing ၃ခုဖြစ်ပြီးတော့ကံကြမ္မာကြွယ်ဝချမ်းသာမှုနဲ့အသက်ရှင်ခြင်းတို့ကိုကိုစားပြုပါတယ်။ Dao Lord ဟာအစိုးရရဲ့တာမညပြည်သူပြည်သားတွေကိုဆက်ဆံခဲ့တဲ့ပုံစံကိုမုန်းတာကြောင့်စင်းရဲတဲ့ပြည်သူပြည်သားတွေကိုကူညီရင်းခဲ့တာပါ။အားလုံးခြုံကြည့်ရင်တော့လက်ရှိခိုင်ဖန်မှာဖြစ်တဲ့ပြဿနာတွေဘာလို့ဖြစ်လာရလဲဆိုတာကိုမြင်သာစေပါတယ်။ထန်ကွိုင်တွေဟာလော့ရှီရဲ့လုပ်ရက်တွေကိုပို့ပြီးတော့ရက်ဆက်လာစေကလူတွေကိုပို့ပြီးစူပူမငြိမ်မသက်မှုတွေဖြစ်လာစေခဲ့ပါတယ်။ပြည်သူတွေဟာ Shimmer of South ကိုဆန္ဒထုတ်ဖော်တဲ့အနေနဲ့သူတို့ရဲ့ခံစားချက်တွေကိုဖော်ကျူရတဲ့တချင်ကိုရေးဆက်ခဲ့ကြပြီးတော့ငါတို့ဟာရှူတွေဖြစ်တယ်။လူတို့ရဲ့စကားအတန်တွေအတွက်ငါတို့ရှိရရည်တည်မယ်။အားနည်းသူတွေကိုကောက်ွယ်ပြီးတော့ God of Everest ကိုဖြုတ်ချမယ်ဆိုတဲ့အရာတွေပါဝင်ခဲ့ပါတယ်။ Emperor of East ဟာ Granny Data နဲ့ရင်းနှီးပြီးနောက်မှာတော့ပြည်သူတွေဘယ်လောက်ထိခံစားနေရလဲဆိုတာကိုသိရှိလာခဲ့ပြီးတော့သူမရဲ့စိတ်ဟာပြောင်းလဲဖြစ်လာခဲ့က Shimmer of South ကိုသူမရဲ့မြားဦးကတဖန်ပြန်လှည့်လာခဲ့ပါတော့တယ်။သူမဟာငွေဆက်ကိုအသုံးပြုခြင်းကို Emperor ကျောင်းကိုစတင်မိတ်ဆက်ပေးခဲ့ပြီးတော့ကြီးစားနေပါလာမှုကိုဖြည့်ရှင်းပေးနိုင်ခဲ့ပါတယ်။ဒီအကြံစီကြောင့်အစိုးရဟာတန်တင်းကားတွေကိုလိုက်လံသိမ်းယူစရာမလိုတော့ဘဲနဲ့
စင်ရနွမ်းမသူတွေမှာလည်းသုံးစရာပတ်စံတွေရရှိလာမှာဖြစ်ပါတယ်ဘေးကြောင်ဟာလည်းလူတွေကိုစစ်ပွဲထပ်ဖို့ရေးထားတတ်လာပြီးတော့လူတွေအတွက်တိုင်းပြည်ဘဏ္ဍာရေးကိုပိုကောင်းအောင်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်ဇလန်လေးရဲ့အဆုံးမှာတော့ happy ending လေးနဲ့အဆုံးသတ်သွားခဲ့ရဆိုပါတော့ဒါပေမဲ့ဒါတွေကခဏတာပါပဲအခုဆိုရင်တော့ကျွန်တော်တို့ခိုင်ဖန်မှာကစားခဲ့ကြတဲ့ main quest ရဲ့ story ကိုကျွန်တော်အချင်းချင်းပြောပြပေးသွားတာပေါ့နော်အခုလိုနားထောင်ပြီးတော့ဒီခိုင်ဖန်ရဲ့ဇလန်နဲ့ကွိုင်နေကြောင့်စခဲ့တဲ့ပြဿနာတွေ story ကိုတခြားမကြည့်ခဲ့တဲ့လူတွေကြော်သွားခဲ့တဲ့လူတွေလည်းအခုဆိုနားလည်လောက်ပြီးလို့ထင်ပါတယ်ဒီဗီဒီယိုတော့ကျွန်တော် Where Wins Meet Girl ဆိုတဲ့ YouTube channel ကနေ inspiration အများပြယူရရပေါ့နော်အခုလိုမျိုး Where Wins Meet Game နဲ့သက်ဆိုင်တဲ့ tips and trick video တွေ lore video တွေကိုကြိုက်နေတဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ TikTok account လေးကို follow ထားခဲ့လို့ရပါတယ်ပြီးတော့ဒီလို video တွေကိုကျွန်တော် YouTube မှာလည်းအပြည့်အစုံအစားဆုံးတင်ပေးရမှာမို့လို့ကျွန်တော် YouTube channel ကိုတွားကြည့်မယ်ဆိုလို့ရှိရင်ပိုပြီးစုံစုံလင်လင်သိရမှာဖြစ်ပါတယ်အားလုံးပဲနှာထောင်ပြီးခဲ့တဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ